အားလုံးမင်္ဂလာပါကျွန်မချင်းချမ်းပါကျွန်မကြည့်ပြီပါအခုကျွန်မတို့ရရှိတဲ့နေရာကနန်းနီးမျိုးရှိမြန်မာကောင်စီဝင်ရုံဖြစ်ပါတယ်ဟုတ်ပါတယ်ဒီနေ့မနက်ပိုင်းမြန်မာသင်းချန်ပွဲတော်အခမ်းအနားကိုဒီနေရာမှာပဲကျင်းပတော့မှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီနေရာမှာပါပြောစရာတွေရှိနေမလဲဆိုတာကိုလိုက်ခဲ့ပါအတူတူတားကြည့်ရအောင်နော်မြန်မာသင်းချန်ပွဲတော်လို့ဆိုလိုက်တာနဲ့ဒီပန်းကုန်းနေရာမှာပါမဖြစ်ပါပဲတကြံပွဲတော်မှာဆိုလို့ရှိရင်ဒီလိုပန်းကုန်းတွေကိုဆွတ်ပြီးတော့လေပတ်ကြတဲ့ဧည့်သည်တော်တွေကိုလည်းမန်ဒက်တွေမှာဒီလိုပန်းကုန်းတွေကိုဆွတ်ပေးကြတယ်ပြီးတော့မြန်မာလူမျိုးတွေကရွှေရောင်တော်တော်လေးကိုနှစ်သက်ကြပါတယ်ဒါကြောင့်လေကိုရန်လန်းမြန်မာလို့ခေါ်ကြတာဖြစ်ပါတယ်ရှင်ကျမအခုလိမ့်ထားတာတော့မြန်မာရွေးရတနခါစစ်စစ်ဖြစ်ပါတယ်တနခါကအသားရည်အတွက်တိတ်ကိုကောင်းမွန်ပါတယ်ဒါကတော့ကြက်သားပလာတာပါဒီပလာတာနဲ့ပဲဟင်းရယ်အာလူးရယ်ပြီးတော့ကြက်သားရယ်ရောထားတဲ့ဟင်းအနှစ်ရယ်တွဲပြီးတော့စားသုံးရမှာဖြစ်ပါတယ်ပြီးတော့ရင်တော့ဒီမှာဆိုလို့ရှိရင်ဒီကြက်သားပလာတာကိုအရွက်တွေရယ်နောက်ပြီးတော့ကြက်သွန်ရယ်တံမြာသီးရယ်အားလုံးအရည်တွေညှစ်ပြီးတော့အကုန်လုံးစုပေါင်းပြီးတော့စားရတာဖြစ်ပါတယ်ရှင်ခုဆိုရင်တော့ဒီမှာအသီးတွေအများကြီးတွေ့ရမှာပါဒါကတော့ဖရဲသီးပါဒါကတော့ကျမတို့မြန်မာလိုအခေါ်ဆိုရင်တော့လိမ္မော်သီးဖြစ်ပါတယ်အခုဒီမှာဆိုလို့ရှိရင်တော့မြန်မာလိုဆိုရင်တော့ဖာလူတာပေါ့နော်ကြောက်ကြောရယ်နောက်ပြီးတော့မုံလက်ဆောင်ဘက်ရယ်နောက်ရေခဲနင်းငယ်ထည့်မယ်ပေါ့နော်ဒါကတော့တာကူပါဒါတွေအားလုံးပေါင်းပြီးသွားလို့ရှိရင်ကျမတို့တွေကပုံမှန်ဆိုလို့ရှိရင်အုံတို့အရေကိုထည့်ပြီးတော့မှွေပြီးတော့စားကြပါတယ်